မွေးနေ့ကိတ်မှာယူတဲ့ customer ရဲ့စိတ်ကူးလေးကိုကျွန်တော်တို့မွေးနေ့ကိတ်လုပ်တဲ့လူကစိတ်ကူးပြီးပုံဖော်ပေးရတာပေါ့နော်ခုအယိုးလေးပေါ်ထိုင်ကောင်းမလားအောက်ထိုင်ရင်အဆင်ပြေမလားစဉ်းစားလိုက်အပေါ်ရွှေ့လိုက်အောက်ရွှေ့လိုက်နဲ့လုပ်နေပါတယ်မင်္ဂလာပါရှင် Hello Foodie မွေးနေ့ကိတ်ရဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မွေးနေ့ကိတ်ပြုလုပ်နည်းနဲ့ပတ်သက်တဲ့ဗဟုသုတရစရာပညာဒါန free လေးတွေကိုလေ့လာချင်တယ်ဆိုရင် channel လေးကို subscribe လုပ်ထားလို့ရပါတယ်ရှင်မွေးနေ့ကိတ်ပြင်ဆင်ပြုလုပ်တာကပုံသိမ်နည်းမရှိပါဘူးရှင်ကိုယ်စိတ်ကူးကိုယ်အကြံဉာဏ်အတိုင်းကိုယ်သဘောတိုင်းကိုအဆင်ပြေသလိုကိုယ်အမှုပညာကိုဖန်တီးရတာဖြစ်ပါတယ်အဓိကကိုယ် customer နဲ့ကိုလုပ်တဲ့ design နဲ့အဆင်ပြေဖို့ကအဓိကပါပဲ customer စိတ်တိုင်းကြဖို့ကအဓိကပါပဲရှင်လေးဆိုရင်အပေါ်ကလေးလက်မအောက်ရှစ်လက်မ site ပေါ့နော်သူကအလှဆင်မှာရှေ့မျက်နှာပြင်မှာကောင်မလေးနဲ့ကောင်လေးအယုတ်လေးထားပြီးအလှဆင်မှာဆိုတော့ရှေ့မျက်နှာပြင်ကိုကိုကအသားပေးပြီးယူတဲ့နေရာလေးပိုရကျင်တဲ့အတွက်ကြောင့်မို့လို့ရှေ့မျက်နှာပြင်လေးကိုမဆိုးစလောက်မတိမတာလေးကိတ်လေးကိုနောက်ဆုတ်ထားရပေါ့နော်ရှေ့မှာမျက်နှာပြင်ပိုရကျင်တာမို့လို့ပါမပြီးခင်ပမာမမြင်စေနဲ့ဆိုသလိုပေါ့နော်ပုံစံကိုမသိသေးခင်ဒီခြေနေကိုကြည့်ပြီးတော့ဟဲကိတ်ကြီးကရှေ့နောက်မညီဘူးစောင်းနေတယ်ဆိုပြီးတော့မှဆရာကြီးတွေဝေဖန်ရေးသမားတွေကမြင်နိုင်ပါတယ်ဝင်းနေကိတ် site ဘလောက်နဲ့ဘလောက်မှာအလဲစင်တာဘလောက် degree မှာဘယ်နှလက်မမှာဘယ်လိုလုပ်ရမယ်ဆိုပြီးမသတ်မှတ်ထားတာကြောင့်မို့လို့ကိုအဆင်ပြေသလိုကိုစိတ်ကူးစိတ်တန်းအလိုက်ပေါ့နော်အဆင်ပြေအောင်အလှဆင်ရပါတယ်ကိတ်ကစောင်းနေရင်လည်းအဆောင်လှဆင်လို့ရတယ်ပဲ့သွားရင်လည်းပဲ့သွားတာကိုလှအောင် customer စိတ်တိုင်းကြအောင်အလှဆင်နိုင်တဲ့ creation ကမှတကယ်အမှုပညာပါရှင် customer တွေကဘောင်းဆောင်ပေါ့နော်ရိုးရိုးကြိုက်တာလည်းရှိတယ်ဆန်းဆန်းကြိုက်တာလည်းရှိတယ် customer အမျိုးမျိုးရှိရမို့လို့လုပ်ပုံတွေကလည်းရိုးရင်ရိုးနိုင်တယ်ဆန်းရင်ဆန်းနိုင်တယ်